အယက်သမားကဖျားချွတ်တောင်ကျွတ်တာမှမဟုတ်တာသူကဖျားတောင်လှူလိုက်သေးတယ်အယက်သားအယက်ကိုဖျားတောင်အယက်တကခံသေးတယ်လေတကယ်လူတွေနော်ဖျားကိုအယက်လှူတယ်တဲ့ဖျားမတော့တော့သူတောက်ပြစ်တာပေါ့ချမ်းချမ်းဖမှန်အဲ့ဒါဖျားကိုအယက်လှူတယ်ဗမာစကားမှာဘယ်လိုလုပ်သုံးရလဲမသိပါဘူးနော်အယက်ဖြတ်တယ်ဖြတ်ပါတယ်ဖျားစီမှာဂရိသစ္စာပြုပြီးအယက်ဖြတ်တယ်လို့အဲ့လိုပြောရင်ကောင်းတာပေါ့ဖျားလှူထားတယ်ဆိုတော့ဖျားကပဲအယက်တောင်းနေသလိုလိုဖြစ်နေဒီအတုံးကတော့မနှိပ်သေးပါဘူးနော်ဖျားကိုအယက်လှူတယ်ဆိုတော့ကိုကြိုက်တာလှူတယ်ဆိုတော့ကုသိုလ်ရအောင်လုပ်တာလားတော့မသိဘူးအတော်ဆိုးတဲ့လူတွေလောကမှာရှိတယ်ကြားဘူးတာပေါ့အယက်ကြေညာတစ်ခုမှာဘုရားဘာသာဝင်တွေအဲ့ဒါသတိထားဖို့တော့လိုအပ်တာဂျပန်ပြည်ကကမာကုရဘုရားကြီးဆိုတာသိကြလိုက်ပဲရုပ်တုတော်အဲ့တော့ဝက်သားကျော်ကြီးတွေတင်လဲကမာကုရဘုရားကတီတီကြီးပဲလုပ်တယ်ကြက်ကျော်တွေတင်လဲတီတီကြီးပဲစားစရာတောက်စရာတွေအကုန်ဆုံးတော့တင်တီတီကြီးလုပ်ဘီယာပလင်းတင်လိုက်တဲ့အခါမှာပြုံးလာတယ်အတော်ဆိုးတဲ့ရုပ်ရှင်ရိုက်ထားတာလို့ပြောတယ်ဘုန်းကြီးတော့ကြော်ညာရိုက်ထားတာပဲအဲ့တိုင်းနော်အတော်ဆိုးတယ်အဲ့ဒါဘုရားဘာသာတွေမသိလိုက်တော့ဘူးသူကမှမကန်ခွက်ချဘူးနဲ့တူတယ်အဲ့တော့တော်ဆိုးတဲ့ဟာနဲ့လှုပ်ထားတာနော်ဟိုလူတွေဆိုရင်တော့စူးညံပွက်သွားမှာပဲနော်ဘုရားဘာသာတွေကသဘောကောင်းပြီးတော့အေးချမ်းနေကြတယ်အဲ့တော့မဟုတ်တာတွေနဲ့တဖြည်းဖြည်းလှုပ်လာကြတယ်ပေါ့ဖျားပုံတွေကိုမဟုတ်တဲ့နေရာမှာအသုံးချတာတခါတော့ကမြန်မာနိုင်ငံကဥတန့်ကကုလသမဂ္ဂအတွင်းရေးမှူးဖြစ်နေတဲ့အချိန်2500ခေတ်ကဆရာတော်တွေ Buddhist Mission အနေနဲ့အမေရိကကိုကြွတယ်အဲ့ကြွတဲ့အခါမှာ group photo ရိုက်မလို့လုပ်တဲ့အခါဆရာတော်တို့ခဏဆိုင်မအောင်ဆိုပြီးတော့နောက်ကအဝတ်တစ်ခုနဲ့ကာလိုက်တယ်တမ်အဲ့ဒီကုလသမဂ္ဂအတွင်းကိုဥတန့်ကနေပြီးတော့ဆရာတော်တို့ခဏဆိုင်မအောင်ဘာဖြစ်လို့တော့ဆိုတော့နောက်ကစာတန်းကအရက်ကြော်ညာကြီးဖြစ်နေလို့လေဘုန်းကြီးတွေဓာတ်ပုံရိုက်တဲ့အောက်မှာအရက်ကြော်ညာထားတာဖြစ်နေတတိထားလို့အဲ့ဒီဟာကိုဖုံးလိုက်တယ်ပေါ့မမြင်ရအောင်တော့အဲ့လိုမျိုးတွေဖြစ်တတ်တယ်တတိထားရတဲ့အရာရာမှာနော်